လာပါမနက်ဖြန်9ရက်သားသမီးများအတွက်တရက်တာဆောင်းဝိုင်းရှောင်းများကိုစတင်ပြောကြားပေးပါတော့မယ်။တနင်္ဂနွေသားသမီးများအတွက်ယနေ့မှာတော့ဉာဏ်နဲ့ဝိရိယပိုင်းမှာအစွမ်းကုန်စူးစမ်းမယ့်နေ့တွေဖြစ်ပါတယ်။စူးစမ်းရင်စူးစမ်းသလောက်အောင်မြင်မှုတွေရရှိပါလိမ့်မယ်။ကွဲကွာနေတဲ့မိတ်ဆွေဟောင်းဆွေမျိုးဟောင်းများနဲ့ပြန်လည်ပြီးတော့စုံစည်းရတတ်ပါတယ်။အခြေအေးမှာတော့တာယာနေပါလိမ့်မယ်။ရင်မအောက်နေတတ်ပါတယ်။3-5ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းနေရအောင်တော့အနီအောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိအိမ်အဖေမှာလိန်မော်သီးကတ်လို့ပူဇော်ပေးပါတနင်္လာသားသမီးများအတွက်ယနေ့မှာတော့အလုပ်မှာစိတ်ညစ်စရာစိတ်ရှုပ်စရာများနဲ့ကြုံတွေ့ရတတ်ပါတယ်ဘာပဲလုပ်လို့2ကြိမ်2ခါလုပ်ရတတ်ပါတယ်အဆုဆက်တူရှယ်ယာလုပ်ငန်းတွေကတော့မအောင်မြင်နိုင်သေးပါဘူးငွေအထွက်များနိုင်တဲ့နေလေးဖြစ်ပါတယ်ခါးမြက်ခါနာဖြစ်တတ်ပါတယ်ချစ်သူစီကနေပြီးတော့မမျော်လင့်ပဲလက်ဆောင်ရတတ်ပါတယ်3-5ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းနေရအောင်တော့အပြာရောင်နဲ့ခရမ်းရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိအရာဖျားမှာစမူစာ9ခုကတ်လို့ပူဇော်ပေးပါ။အင်္ဂါသားသမီးများတော့ယနေ့မှာတော့မိတ်ဆွေကောင်းပညာကောင်းများရပါမယ်။ရဝင်းရနေပြီးတော့တည်င်းကောင်းများကြားရတတ်ပါတယ်။ငွေကတော့3လေဝင်လေမျိုးဖြစ်ပါတယ်။အလုံးမှာအဆအဆရရအဆင်ပြေနေမဲ့နေလေးဖြစ်ပါတယ်။ကောင်းမှုကောင်းကိုက်ခံစားရတတ်ပါတယ်။အခြေအေးမှာတော့ကြားလေအနေဝေးတတ်ပါတယ်။4-6ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းနေရအောင်တော့အပြာရောင်နဲ့အစိမ်းရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိရဲ့အဖေမှာမုတ်ဖတ်တုတ်ကလို့ပူဇော်ပေးပါ။ဗုဒ္ဓဦးသားသမီးများတော့ယနေ့မှာတော့အလုတ်ကိုအရှိန်ဟုန်နဲ့တိုးချဲ့တဲ့နေ့လေးဖြစ်ပါတယ်။အတိုက်ခံမှန်များအနိုင်ရနိုင်တော့လေမိတ်ဆွေရင်းအနိကလူရင်းများရဲ့ဒုက္ခပေးခြင်းကိုခံရတတ်ပါတယ်။အိမ်တွင်းရေးမှာတော့ငွေကိုအကြောင်းပြုပြီးတော့စကားများနေရတတ်ပါတယ်။အခြေအေးမှာတော့ကြားလေအနေဝေးတတ်ပါတယ်။4-9ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အနက်ရောင်နဲ့မယမ်းရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိရန်ဖျားမှာရှောက်သီးတုတ်ကတ်လို့ပူဇော်ပေးပါ။ဂျာရာပရိသတ်သမီးများတော့ယနေ့မှာတော့ကိုယ့်အပေါ်မနာလိုသူရန်လိုသူနှောက်ယှက်ခြင်းတို့များနဲ့တွေ့ရတတ်ပါတယ်။နေထိုင်နေစိတ်လိုမကြစရာတွေများနေတတ်ပါတယ်။အပြောမှအဆိုမှဆုံးဖြတ်ချက်အမှားများကြုံတွေ့ရတတ်ပါတယ်။ခြေထောက်မှာထိခိုက်ဒဏ်ရာရတတ်ပါတယ်။တတိထားပေးပါ။တင်းနစ်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းနေရအောင်တော့အဖြူရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိရဖျားမှာကော်ဖီ2ခွက်ကတ်လို့ပူဇော်ပေးပါ။တောက်ကြသားသမီးများတော့ယနေ့မှာတော့ကြီးစားတဲ့များစာချုပ်များပြတ်တတ်ပါတယ်။ပျောက်တတ်ပါတယ်။အလုပ်ထဲမှာစိတ်ပန်းလူပန်းဖြစ်နေတတ်ပါတယ်။ရင်းနှီးတဲ့မိတ်ဆွေတဦးနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာစိတ်ရှုပ်စရာများကြုံတွေ့ရတတ်ပါတယ်။ခေါင်းမူကောင်းကိုက်ဖြစ်တတ်ပါတယ်။ချစ်သူစီကနေပြီးတော့ထင်မှတ်မထားတော့လက်ဆောင်များရတတ်ပါတယ်။4-1ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အနက်ရောင်နဲ့ရွှေဝါရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိရဖျားမှာအုံးလီပါတဲ့မုတ်ကလို့ပူဇော်ပေးပါ။စနေသားသမီးများတော့ယနေ့မှာတော့ရဆိုင်သားတွေလုပ်ငန်းများပြန်လည်ပြီးတော့စတင်ရတတ်ပါတယ်။အလုပ်မှာအဆအဆရရအဆင်ပြေနေပါလိမ့်မယ်။ရွေထားတဲ့အလုပ်များကိုရဲတာလုပ်ပေးပါ။ချစ်သူစီကနေပြီးတော့မမျော်လင့်ပဲလက်ဆောင်ရတတ်ပါတယ်။ခြေထောက်တစ်ဖက်မှာနာကျင်ကြိုက်ခဲနေတတ်ပါတယ်။8ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့ခရမ်းရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိရန်ဖျားမှာလိန်ပေါ်ကြီးကတ်လို့ပူဇော်ပေးပါ။အားလုံးကြမ်းမှချမ်းသာကြပါစေ။